Arafat နေ့မှာအလ္လာဟ်ရှိမြတ်တခင်ကဟာဂျီတွေရဲ့ဒူအာကိုဘယ်လောက်တောင်ကဘူးလုပ်တယ်ဘယ်လောက်တောင်လက်ခံလဲဆိုရင် Arafat ကွင်းမြေမှာတမန်တော်မြတ်ကြီးကဒူအာလုပ်ပြီးတော့နေဝင်သွားတဲ့အချိန်မှာတမန်တော်မြတ်ကကြေညာတယ်ဒီနေ့တောင်းတဲ့ဒူအာတွေအားလုံးကိုအလ္လာဟ်ကလက်ခံလိုက်ပြီးဒီနေ့တောင်းဆုဒူအာတွေအားလုံးကပြည့်ပြီဆိုတော့ Hazrat Umar ကတမန်တော်မြတ်ကိုမိတယ်ကိုတော့ဒီတစ်နှစ်အတွက်ပဲလားဒါအမြဲတမ်းအတွက်ဒီလိုမျိုးဖြစ်မှာလားဆိုတော့တမန်တော်မြတ်ကြီးကအမိန့်ရှိတယ်အမ်လီလ်အဘတ်ဒါအမြဲတမ်းအတွက်ဟာဂျီတွေရဲ့ဒူအာကို Arafat ကွင်းမြေမှာတောင်းမယ်ဆိုရင်အလ္လာဟ်ကအားလုံးကိုလက်ခံလိုက်ပြီးအားလုံးကိုအလ္လာဟ်ကမဂ်ဖီရတ်လုပ်လိုက်ပြီးဆိုပြီးတော့အလ္လာဟ်တမန်တော်မြတ်ကြီးကအမိန့်ရှိဒါကဟာဒီသ်တော်ထဲမှာတမန်တော်အမိန့်ရှိတယ် Arafat နေ့လောက်ဂျဟန္နမ်ကနေလွတ်မြောက်ခွင့်ပေးတဲ့နေ့နောက်နေ့ဆိုတာမရှိနိုင်ဘယ်တော့တော့အလ္လာဟ်ကဂုဏ်ယူလဲဆိုရင်မိုးကောင်းငင်နဲ့အနီးဆုံးနေရာကိုအလ္လာဟ်ရှင်မြတ်တခင်ကဆင်းသက်လာတယ်ဆင်းသက်လာပြီးတော့ Arafat ကွင်းမြေမှာဒီလောက်လူအုပ်စုကြီးဟာဂျီတွေအလ္လာဟ်စီမှာဒူအာတောင်းနေတာကိုအလ္လာဟ်ကကြည်ပြီးတော့ဖရစ်တာတွေကိုမေးတယ်ငါရဲ့ဘန္နာတွေငါစီကနေဘာလို့ခြင်းလဲမင်းတို့ငါဘန္နာတွေကိုတွေ့တယ်မလားသူတို့ဘလို့တွေဒူအာတောင်းနေတယ်ဆိုတာဖရစ်တာတွေကအလ္လာဟ်ကိုရှောက်ထားတယ်အိုးအလ္လာဟ်တွေ့ပါတယ်ကျွန်တော်တို့သူတို့အလ္လာဟ်စီကနေမဂ်ဖီရတ်ကိုတောင်းခံနေတယ်အလ္လာဟ်ရှင်မြတ်တခင်ကအမိန့်ရှိတယ်ငါအားလုံးကိုငါကခွင့်လွှတ်လိုက်ပြီးဖြစ်တယ်အားလုံးကိုငါအလ္လာဟ်ကမဂ်ဖီရတ်လုပ်လိုက်ပြီးဖြစ်တယ်အဲ့တော့ Arafat ကွင်းမြေမှာတောင်းတဲ့ဒူအာကိုအလ္လာဟ်ကအကျွေးမဲ့ယုံကြည်လက်ခံဘယ်လောက်တောင်လဲဆိုတော့လူတစ်ယောက်က Arafat မှာဒူအာတောင်းပြီးတော့မိမိရဲ့ဒူအာကလက်ခံပါမလားဆိုပြီးတော့သူ့ရဲ့စိတ်ထဲမှာနန်းစေးလောက်တန်တရားဝင်ရင်တော့သူ့ရဲ့အီမန်ကထိခိုက်နိုင်ခြေရှိတယ်ဆိုပြီးတော့ပညာရှင်တွေကအမိန့်ရှိတယ်အဲ့တော့ကျွန်တော်တို့ Arafat ကွင်းမြေမှာတောင်းတဲ့ဒူအာတွေကိုအလ္လာဟ်ကမုတ်ချအေကန်လက်ခံမယ်ဒူအာလည်းတောင်းမှုအတွက်ကြိုပြီးတော့စီစဉ်ထားဖို့လို့ဟာဂျီတွေအနေနဲ့ဒူအာတောင်းမှုအတွက်ပြင်ဆင်မှာ Arafat ဆိုတာဒူအာတောင်းရမယ့်အချိန်ဒူအာတောင်းရမယ့်နေ့ Arafat နေ့ဆိုတာကဒူအာမှာပဲအချိန်ကုန်ဆုံးရမယ့်နေ့အဲ့တော့ဒီ Arafat ဒူအာအတွက်ကိုအရင်တော့ကပညာရှင်တွေကဘယ်လောက်တောင်ပြင်ဆင်လဲဆိုတော့တစ်နှစ်ကြိုပြီးတော့ Arafat ရဲ့ဒူအာတွေကိုရေးတယ်မေ့သွားမှာဆိုလို့ရေးထားဂျမားရေးအတွက်စီးပွားရေးအတွက်အိမ်တော်ရေးအတွက်ရှိသမျှအရေးအမတ်အရေးအားလုံးအတွက်ရေးထားတယ်မိမိချွေးနေစာအကုန်ခံပြီးတော့လာတဲ့ဒီ Arafat နေ့ဒီနေ့လေးကိုလိုချင်လို့ Hajj ကအကြီးဆုံး rukun ဖြစ်တဲ့ဒီ Arafat ကဟာဒီဟာလေးကိုလိုချင်လို့ဆိုပြီးကျွန်တော်တို့လာတာအဲ့ဒီနေ့မှာအိပ်ပြီးတော့အချိန်ကုန်လိုက်တာအဲ့ဒီနေ့မှာစကားတွေပြောပြီးတော့အချိန်ကုန်လိုက်တာအဲ့ဒီနေ့မှာတခါလဲယာဒီဥပူတယ်ဆိုပြီးတော့ကပ်ထဲမှာပဲနေပြီးတော့အချိန်ကုန်လိုက်တာအဲ့ဒါလိုမဟုတ်ဘဲနဲ့ Arafat မှာဒူအာကိုအဓိကတောင်းမှာဒူအာဖြစ်တယ်ဘာမှမလုပ်နိုင်ဘူးဆိုရင်တော့တိုးနဲ့အလ္လာဟ်စီမှာတိုးလေးအလ္လာဟ်စီမှာဒူအာတောင်းနေပါယာဒီဥအရန်ပူတယ်ဆိုရင်ကပ်ထဲမှာပဲနေပြီးတော့အလ္လာဟ်စီမှာဒူအာတောင်းမယ်ကိုနိုင်တဲ့လောက်လေးအပြင်ထွက်ပြီးတော့ဆွနတ်တော်တဲ့ဒီနေပူထဲမှာရက်ပြီးတော့အလ္လာဟ်စီမှာဒူအာတောင်းမယ်မနိုင်တော့တဲ့အချိန်မှာကပ်ထဲကိုပြန်လာမယ်စားစရာတောက်စရာလေးစားပြီးတော့ပြန်သွားမယ်ဒူအာတောင်းမယ်အဲ့ဒါလိုပုံစံနဲ့နေဝင်တဲ့အချိန်ထိဒူအာထဲမှာပဲကျွန်တော်တို့ကုံဆုံးမယ်အင်ရှာအလ္လာဟ်